ဒီတခါကျောင်းကပြန်လာရတာအပြောဆုံးပဲဗျာအင်ကိုပြန်ရောက်တော့ကျွန်တော်တို့တိုက်ခန်းလေးမှာတက်လီကမောင်းတဲ့ကောင်လေးကိုမတွေ့ရတော့ဘူးဗျာခါတိုင်းဆိုရင်သူ့ကိုတက်လီကားထဲမှာတွေ့နေကြအခုတော့ကျွန်တော်တခါမှမမြင်ဘူးတဲ့လူသိရဲ့တကယ်လို့ကျွန်တော်ပြန်လာတာကိုအဖေတို့အမေတို့သိမသွားဘူးဆိုရင်ကျွန်တော်ညီမလေးဖီဖီကိုနှုတ်ဆက်ပြီးရင်ပြန်လာမယ်လို့စိတ်ကူးထားတယ်ဒီလိုဆိုရင်ကျွန်တော်အိမ်ပြန်လာတာကိုလည်းဘယ်သူမှသိတော့မှာမဟုတ်ဘူးဒီတစ်ခေါက်အိမ်ပြန်ရတာတကယ်ပျော်စရာကြီးဗျာပိုပြီးကောင်းတာကတက်လီကမောင်းတဲ့ငနေကထူထူအတတဆိုတော့ပိုကောင်းတာပေါ့ဒါနဲ့ကျွန်တော်က disdain တို့အခန်းကိုသွားကျင်တယ်လို့ခက်တီတီနဲ့ပြောလိုက်တယ် disdain ဆိုတာကျွန်တော်တို့အထက်မှာနေတဲ့အခန်းတစ်ခန်းအကောင်ပြီးတော့ကျွန်တော်ကတင်ကားမကင်းမဖြစ်အောင်ဆိုပြီးခေါင်းမှာဆောင်းထားတဲ့တောလိုက်အုတ်ထုအနီလေးကိုလည်းချွတ်ထားလိုက်တယ်ကျွန်တော်ကအရေးကြီးဖြစ်လာတဲ့ပုံမျိုးနဲ့တက်လီကားတဲ့ကိုဝင်လိုက်တယ်တက်လီကမောင်းတဲ့ငနေကတက်လီကတကားကိုပိတ်ပြီးအထက်ကိုတက်တော့မယ်လို့ပြီးမှကျွန်တော်ကိုလှည့်ကြည့်ရင်ဒီနေ့သူတို့အိမ်သားတွေမရှိဘူးကွဆလီတက်ကအဲကံမဲတစ်ခုကိုတွားနေကြတယ်ကိစ္စမရှိပါဘူးစောင့်ရမှာပေါ့ကျွန်တော်ကသူတို့သူပါသူကကျွန်တော်ကိုမတင်ကားတဲ့အကြီးနဲ့ကြီးလိုက်ပြီးစောင့်မဲ့သူကိုအောက်ထက်ကစောင့်မှလားကွအောက်ထက်ကတော့စောင့်ကျင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်ခြေထောက်ကတိတ်မကောင်းဘူးခြေထောက်ကိုမြှောက်ပြီးမှထိုင်မှရတာအောက်ချထားလို့လည်းမရဘူးသူတို့ခန်းရှိကကလထိုင်ပေါ်မှာကျွန်တော်ထိုင်ဆောင်နေမယ်လေကျွန်တော်ပြောနေတာတွေကိုသူကောင်းကောင်းနားမလဲဘူးဒါနဲ့အိုးဟုတ်လားဆိုပြီးကျွန်တော်ကိုအပေါ်ထက်လိုက်ပို့ပေးရဲ့ဘယ်ဆိုးလို့လဲကိုလူရေရီတော့ရီရရဗျလူတွေကဒီလိုပဲသူတို့နားမလဲတာတွေကိုလာများများပြောပေးအဲ့လိုပြောပြီးရင်သူတို့ကကိုလုတ်ချင်တာတွေကိုအကုန်လုတ်ပြီးတော့တာပဲကျွန်တော်တို့အထက်ကိုရောက်တော့ကျွန်တော်မှခြေတစ်ဖက်ထုံနေလှုပ်ပြီးရှောက်တယ် disdain တို့အခန်းဘက်ကိုရှောက်သွားရတယ်တက်လီကတကားပိတ်တန်ကြားလိုက်တော့မှကျွန်တော်တို့အခန်းဘက်ကိုပြန်လှည့်လာခဲ့အချိန်ကြီးကောင်းပါတယ်မူရိုင်ပါရီလည်းမရှိတော့ဘူးကျွန်တော်အိမ်ထဲမှာပါလာတဲ့ခန်းတကားကြီးတော့ကိုထုတ်ပြီးကျွန်တော်တို့အိမ်တကားကိုဖွင့်လိုက်တယ်ဖြည်းဖြည်းလေးဖွင့်တယ်ပြီးတော့အထဲကိုတတိထားပြီးအတန်မကြားအောင်ဖွင့်ပြီးတကားကိုပိတ်တယ်အမှန်တော့ကျွန်တော်တခိုးလို့ဖို့တော့ကောင်းတာအိမ်ရှိခန်းထဲမှာမှောင်လို့ဗျအေးလေမှောင်ဆိုကျွန်တော်ကမိမမဖွင့်ရဲပဲကိုမှောင်ပါပေါ့အရေးထဲမှာဟိုဟာဝင်တိုက်မိဒီဟာဝင်တိုက်မိဖြစ်မှာလဲဆိုရသေးရဲ့ဝုံတိုင်းတန်နေမြေကုန်မှဖြစ်ဒုက္ခကိုအိမ်ပဲလေဒီလောက်တော့လည်းသိပါတယ်ကျွန်တော်တို့အိမ်ရှိခန်းကအနံ့ကတမျိုးဗျအဲ့ဒီအနံ့ကဘယ်အိမ်မှာမှရှိမှမထင်ဘူးပန်းနံလည်းမဟုတ်ဘူးရင်ဝင်နဲ့လည်းမဟုတ်ဘာနာမှတော့မသိဘူးဒါပေမဲ့အဲ့ဒီအနံ့ကိုရလိုက်ပြီဆိုရင်အိမ်ပြန်ရောက်ပြီဆိုတာကျွန်တော်သိတယ်အပေါ်ကကိုအင်ဂျီကိုချွတ်ပြီးအင်းရှိခန်းကကိုအင်ဂျီချိတ်တဲ့ဗီဒီယိုထဲမှာချိန်မယ်ဆိုပြီးဗီဒီယိုကိုဖွင့်လိုက်တယ်ဒါပေမဲ့အထက်ကအင်ဂျီချိတ်တွေကအများကြီးဆိုတော့6 မီလီတာနဲ့ပဲကျွန်တော်မချိတ်ဖြစ်တော့ဘူးပြီးတော့ညီမလေးဖီဖီရဲ့အိတ်ခန်းစီကိုကျွန်တော်ဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်ကျွန်တော်ခြေတံကိုအိမ်ပေါ်မိမကြီးကတော့ကြားမှာမဟုတ်ဘူးဘယ်ကြားမလဲမိမကြီးကနားတစ်ဖက်လေးနေတာကိုသူငငယ်တုန်းကသူ့အကူကနားလေးကိုကောက်ရိုးတစ်ချောင်းထည့်ပြီးမှွေလို့နားပင်းသွားတာလို့ကျွန်တော်ကိုပြောဘူးတယ်နားလေးတလားတော့မမေးနဲ့အဖေနဲ့အမေကိုတော့တတိထားရတယ်ဗျအထူးသဖြင့်အမေကိုတတိထားရတယ်အမေကအမဲလိုက်ခွေးတွေရဲ့နားလိုပဲတိတ်ပါတာချက်ကနေဆိုသူတီးလိုက်တော့တာပဲသူတို့အခန်းကိုလုံပြီဆိုရင်တော့ကျွန်တော်ဟိုတိတ်စိုးရင်စရာမရှိတော့ဘူးအေးဆေးဖြစ်သွားပြီသူတို့အခန်းရှိကိုဖြတ်တော့ကတော့တော်တော်လေးကိုတတိထားရတယ်အသက်ကိုတော့ရဲရဲမရှိရဘူးကျွန်တော်အဖေကတော့ခေါင်းကိုကလန်ထိုင်တိုင်းဝင်ရိုက်တာတော့မနိုးဘူးရဲ့ဒါပေမဲ့အမေကတော့စိုက်ဘေးရီးယားကနေလှမ်းပြီးချောင်းဆူတာကိုတော့ကြားလိုက်မယ်ထင်တယ်အမေကအာယုံကြောအားနဲ့တော့တိတ်ပြီးအေးဆက်တာတခါတလေဆိုရင်ညတကောင်ကျော်လောက်ထပြီးစီကရက်တောက်ရင်မိုးလင်းစီထိုင်နေတတ်တာတနားရီလောက်သွားပြီးတော့မှညီမလေးဖီဖီရဲ့အခန်းကိုရောက်တယ်လက်ဆက်တက်တော့ညီမလေးကသူ့အခန်းမှာမအိပ်ပဲကိုကျွန်တော်အကို DB Hollywood ကိုသွားရင်ညီမလေးကကျွန်တော်အကိုရဲ့အခန်းထဲမှာပဲအိပ်လိရှိတယ်ကျွန်တော်အကိုရဲ့အခန်းကတအိမ်လုံးမှာအကြီးဆုံးအကျယ်ဆုံးဆိုတော့အဲ့ဒီအခန်းကိုမှကြိုက်တာတဲ့အခန်းထဲမှာဖီလာတဲ့ဖီယာကအရေအိုးမိမတယောက်စီကအချောင်းနဲ့ရလာတဲ့စပွဲကြီးတစ်လုံးရှိရယ်ပြီးတော့အလျား10 မိုင်အနံ10 မိုင်လောက်ရှိမယ်ချင်တဲ့ကတင်ကြီးတစ်လုံးလည်းရှိရယ်အဲ့ဒီကတင်ကြီးကတော့ဘယ်ရောက်ဝယ်လာမှန်းကျွန်တော်မသိဘူးဘာဖြစ်ဖြစ်ညီမလေးဖီဖီကတော့ကျွန်တော်အကို DB မရှိရင်သူ့အခန်းထဲကိုဝင်အိတ်တာပဲအကိုကလည်းအိတ်ခွင့်ပေးတယ်အိတ်စပွဲကြီးမှာသူ့အိမ်စာကိုလုတ်တဲ့စပွဲကြီးကကတင်ကြီးတစ်လုံးစာလောက်ရှိနေတော့ဖီဖီထိုင်ပြီးအိမ်စာလုတ်ပြီးဆိုရင်သူ့တကူလုံးပျောက်နေတယ်သူကဒီလိုစပွဲမျိုးမှကြိုက်တာတဲ့သူ့အခန်းကစပွဲကငငယ်လေးမျိုးမကြိုက်ဘူးတဲ့ကျွန်တော်လည်းအကို DB ရဲ့အခန်းထဲကိုအသာလေးဝင်လာပြီးစပွဲကြီးပေါ်မှာမှန်အိမ်ကိုမီးစာမြှင့်လိုက်တယ်ဖီဖီကမနိုးဘူးဗျမီးအောင်ထဲမှာသူ့ကိုကျွန်တော်အတော်ကြာအောင်ကြည့်နေမိရဲ့မ
နာတချမ်းကိုခေါင်းပေါ်မှာဖိလို့တစောင်းအိတ်လို့သူ့ပါဇက်ကဟာလို့ရည်ရရဲ့ဗျလူကြီးတွေဟာအိတ်ပြောရင်ပါဇက်ကဟာနေတတ်တယ်ကလေးတွေကတော့ပါဇက်မဟာဘူးတရေတွေကောင်းပေါ်ကြရင်ကြနေမယ်ဒါပေမဲ့ပါဇက်ကတော့အမြဲတမ်းပိတ်ထားကြတယ်အခုတော့ဖီဖီကတော့အဲ့လိုမဟုတ်ဘူးတကယ်လူကြီးလေးတယောက်အတိုင်းပဲကျွန်တော်လည်းအခန်းထဲမှာဟိုလျှောက်တီရှောက်လုပ်နေရင်ပတ်လေကိုကြည့်နေတယ်ကျွန်တော်စီထင်မှာအပြောင်းလဲတစ်ခုခုကိုလှုပ်ချင်နေတယ်စောစောတုန်းကလုံးနမိုးနီးယားဖြစ်မှာတော့ဘာလို့ကိုလဲတွေးမပူတော့ညီမလေးဖီဖီရဲ့အဝတ်စားတွေကဂဒင်ဘေးကကလန်ထိုင်ပေါ်မှာခောက်လျက်တင်ထားတယ်ညီမလေးကတသက်ရဲ့နေတတ်တယ်တပြင်းကလေးတွေလိုအဝတ်စားကိုတွေ့ကြရနေရမှာပုံခဲ့တာမဟုတ်ဘူးအမေကနေဒါတွားတော့ကဝယ်လာခဲ့တဲ့အညူရောင်ကိုအင်ဂျီလေးကိုကလန်ထိုင်နောက်မီမှာချိတ်ထားတယ်ပြီးတော့ဘလောက်စ်အင်ဂျီနဲ့ပေါင်းပြီးကိုကလန်ထိုင်ပေါ်မှာတင်ထားတယ်ဖနက်နဲ့ချီအိတ်ကကြမ်းပြပေါ်မှာအမေသူ့ဖနက်ကကျွန်တော်တခါမှမမြင်ဘူးသေးဘူးဖနက်လေးကအသေးလေးဗျအညူရောင်လေးအမေကနေဒါကဝယ်လာတဲ့ကိုအင်ဂျီကလေးနဲ့ဆိုရင်တော်ပဲအမေကသူ့သမီးလေးကိုကောင်းကောင်းဆင်ပေးတတ်တယ်လေအမေကအကောင့်တန်ကိုလည်းကြိုက်တယ်စကိတ်တို့ဘာလို့ဝယ်ရင်တော့အမေကိုသွားပြီးအမွေခိုင်းတဲ့အလကားပဲဒါပေမဲ့အဝတ်စားတို့ဘာလို့ဆိုရင်တော့အမေကကောင်းကောင်းရွေးတတ်တယ်ကျွန်တော်ဆိုလိုတာကဖီဖီဟာအမေကြီးစုကြောင့်အဝတ်စားကောင်းကောင်းအမြဲဝေးရတယ်လို့ဆိုချင်တာတချို့ကလေးတွေများမိဘတွေကဘလောက်ပဲချမ်းသာသူတို့အဝတ်စားတွေကိုကြည့်လိုက်ရင်တော်တော်လေးကြီးရဆိုတယ်ညီမလေးဖီဖီကိုအမေကနေဒါကနေဝယ်လာတဲ့ဝတ်စုံနဲ့မြင်စမ်းစေခြင်းနဲ့ဗျာတကယ်ပြောရကျွန်တော်ဟာအကိုကြီးရဲ့စပွဲမှာဝင်ထိုင်လိုက်ရင်စပွဲပေါ်ကစာအုပ်တွေကိုရှောက်ကြည့်နေမိတယ်ညီမလေးရဲ့ចောင်းစာအုပ်တွေကြည့်ပါပဲထိတ်ဆုံးကစာအုပ်ကကနန်းတင်ချာမခက်ပါဆိုတဲ့စာအုပ်ကိုကောက်လှမ်းပြီးပထမဆုံးစာမျက်နှာကိုကြည့်လိုက်တယ်စာရွက်ပေါ်မှာဖီဖီကဒီလိုရေးထားတယ်ဖီဖီ weatherfee coffee ဆိုရဒန် B တစ်ကျွန်တော်အုံနောက်ချောက်သွားတယ်အမှန်ကသူ့အလယ်နာမည်ကဂျိုးဆက်ဖင်းရေဘယ်ဟာလာ weatherfee ဟုတ်ရမလဲသူကဂျိုးဆက်ဖင်းဆိုတဲ့နာမည်ကိုမကြိုက်ဘူးကျွန်တော်ကျောင်းကပြန်လာတိုင်းမှာသူကအလယ်နာမည်ကိုပြောင်းထားတာတွေ့ရတယ်တင်ချာစာအုပ်အောက်ကပထဝီစာအုပ်အဲ့ဒီအောက်ကစာအုပ်ကတပ်ပုံစာအုပ်ညီမလေးကတပ်ပုံစာလုံးပေါင်းမှာတော်တော်လေးကိုတော်တယ်အဲ့ဒီအောက်မှာမှမှတ်စုလေးချင်းကစာအုပ်တွေသူလေးချင်းကစာအုပ်ကလည်းများသလားမမေးနဲ့1000ကျော်လောက်တော့ရှိမှထင်တယ်အဲ့ဒါတော့လေးချင်းကစာအုပ်များတဲ့ကလေးမျိုးကျွန်တော်တခါမှမမြင်ဘူးသေးဘူးလေးချင်းကစာအုပ်တအုပ်ကိုကောက်ကင်ပြီးပထမစာမျက်နှာကိုလှန်ကြည့်လိုက်တယ်မော်စာကြောင်စင်ရဲ့အခါတွင်ဘာနစ်နဲ့တွေ့သည်သူကအရေးကြီးသည့်စကားပြောစရာရှိသည်ဟုပြောသည်အဲ့ဒီစာမျက်နှာတော့အဲ့လောက်ပဲရေးထားတယ်နောက်စာမျက်နှာမှာတော့ဒီလိုရေးထားတယ်လက်စကာပြည်နယ်အရှိတောင်ပိုင်းတွင်ဘာကြောင့်စီတုစစ်ယုံများပေါ်များရပါသနည်းဆော်လမွန်ငါးများပေါ်သောကြောင့်ဖြစ်ပါသည်အဘယ်ကြောင့်ထိုဒေသတွင်တည်တော်များရှိသည်နည်းကောင်းသောရာသီဥတုရှိသောကြောင့်ဖြစ်ပါသည်အလက်စကာကျွန်းရှိအက်စကီမိုလူမျိုးများတိုးတက်ရေးအတွက်အစိုးရကမိတို့ဆောင်ရွက်ပေးသည်နည်းမနေ့ပြန်အတွက်ကြည်ပါ Phoebe Weatherfee Coffee Phoebe Weatherfee Coffee Phoebe Weatherfee Coffee Phoebe W Coffee Phoebe Weatherfee Coffee Esquire ရှာလီကိုပေးရန်ရှာလီမင်းကပြောတော့မင်းဟာစိတ်ကြွနှက်ခတ်ပွားဆိုခုတော့မင်းဟာရောဟနီဖွားမလို့စကိတ်ပဲရတာပေါ့ကိုတို့အိမ်ကိုဘယ်တော့လာလဲမလဲအကိုရဲ့စပွဲမှာထိုင်ပြီးသူ့လေးချင်းကစာအုပ်တအုပ်လုံးကိုကျွန်တော်ရှောက်ဖတ်နေမိရဲ့တိတ်တော့မချလိုက်ပါဘူးကလေးတွေရဲ့လေးချင်းကစာအုပ်တွေဖတ်ကြည့်လိုက်ရင်ဟိုရေးတီယူဒီလိုပဲရှောက်ရေးတတ်ကြတာပဲဘယ်ကလေးရဲ့လေးချင်းကစာအုပ်ကိုပဲကြည့်ဒီတိုင်းပါပဲကျွန်တော်လည်းနောက်ထပ် secret တလေးကိုမင်းကြီးပြီးဖွာနေတယ်အဲ့ဒီနေက secret ဘလောက်တောက်တယ်လဲမမေးနဲ့3ခါ3လောက်ရှိမှထင်တာပဲကျွန်တော်ကထိုင်ရထလိုက်တယ်ဒီကလထိုင်ကြီးပေါ်မှာတစ်သက်လုံးထိုင်နေလို့မဖြစ်ဘူးတော်တော်ကြာအဖေတို့အမေတို့နိုးလာရင်ပြဿနာသူတို့မနိုးခင်မှာဖီဖီကိုနှုတ်ဆက်ရမယ်ဒါကြောင့်ကျွန်တော်သူ့ကိုနှိုးလိုက်တယ်ချက်ချင်းပဲနှိုးလာပါရဲ့သူကသူ့အနာကိုကပ်ပြီးကုန်းအော်နေကြမလို့ကနေပေါ်တက်ထိုင်လိုက်ပြီးညီမလေးလို့နှိုးလိုက်ရုံပဲဟင်းကိုလို့ခေါ်ပြီးသူကကျွန်တော်လေပင်ကိုဖတ်ထားတယ်ကျွန်တော်ညီမလေးကတိတ်ချစ်သက်ခင်တတ်တာကလေးတယောက်အနေနဲ့ဆိုရင်ချစ်သက်လွန်းနေတယ်ဟင်းကိုဘယ်တော့ရောက်လာလဲသူကြည့်ရတာတော်တော်ဝမ်းသာနေပုံပဲတူညီမလေးနေကောင်းရနော်ကောင်းတာပေါ့ညီမလေးပေးလိုက်တဲ့စာရလာရင်ငါမျက်နှာလောက်ရှိတယ်ရပါရဲ့တူကျွန်တော်စီကိုသူကစားဆောင်ရေးလိုက်တယ်လေ
ကျွန်တော်သူ့စီကိုစာပြန်ခြင်းမရခဲ့ပါဘူးစာထဲမှာသူပါရတဲ့အကြောင်းကပွဲအကြောင်းကိုရေးထားတယ်အကြောင်းမှာဒိတ်မလို့ဖို့တောက်ကြနေတိုင်းအိမ်ပြန်လာဖို့ကျွန်တော်ကိုမှားထားတယ်ပြဿနာမည်ကကောင်းရဲ့လားနာမည်ကပါရဲ့လေအမေရိကန်တို့ရဲ့နာတာလူပွဲတော်ရဲ့ပြဿနာကတော့တိတ်မကောင်းပါဘူးဒါပေမဲ့ညီမလေးက Benedict အနေနဲ့တရုတ်ဆောင်ရတယ်လေညီမလေးပဲအများဆုံးတရုတ်ဆောင်ရတာတည်လားကိုလူရဲ့ညီမလေးကဒီလိုအကြောင်းပြောမယ်ဆိုရင်အိတ်တောင်အိတ်မှာမဟုတ်ဘူးစားရခြင်းလေဘယ်နဲ့တစ်လုပ်တယ်ညီမလေးတေးရတဲ့အခန်းစားရတာကိုရဲ့ဒီကနီးတော့တစီကြီးကဝင်လာပြီးကိုတိုင်းပြေကိုတစ္ဆာဖောက်ပြီးတေးရတာမရှက်ဘူးလားဘာလားနဲ့မေးတာပေါ့ကိုရာကိုအိတ်ဆန်လန်ကိုသိရတော့အဲ့ဒီအကြောင်းတွေကိုထည့်ရေးလိုက်တာပဲကိုနားလဲပါရဲ့နော်နားလဲပါရဲ့ကွာအဲ့ဒီအကြောင်းကပွဲတော့ဖေဖေကမလာနိုင်ဘူးလေကိစ္စရှိလို့ကယ်လီဖိုးနီးယားကိုလေယာဉ်နဲ့သွားရတာကြည်စမ်းပါဗျာကျွန်တော်ညီမလေးဟာ2မိနစ်လောက်အတွင်းမှာလုံလုံအိမ်ငွေပြေသွားပြီးလမ်းနေတော့တာပဲအိယာပေါ်မှာထိုင်ရင်ကျွန်တော်လက်ကိုကင်ထားတယ်မမေကပြောတော့ပိုတိုးနေမှကိုပြန်အောင်ပါတဲ့ဟုတ်တယ်အခုစောစောပြန်လာတာတူပြပါညီမလေးသူတို့ကြာဖေတို့မေတို့နိုးကုန်အောင်ပဲပင်ချင်းရှိပြီလေမမေကပြောတော့သူတို့တင်းညတော့ညင်းနေမယ်ကနေတီကက်မှာအိတ်ခံပွဲတစ်ခုရှိလို့တဲ့တင်းညနေညီမလေးပါလို့လဲတီလားပါရုပ်ရှင်ကြည့်လေတီလားကိုတီလာရင်ဘယ်တီမှလဲနေပါအောင်ဖေဖေတို့ကပဲချင်းပြန်လာမယ်လို့ပြောသွားတယ်လေဇကာကဆရာဝန်ဆိုတဲ့ဇကာကိုရဲ့ Lister Foundation ကအထူးပြတဲ့ရုပ်ရှင်ဇကာဒီနေ့တနေ့ရရလို့အထူးပွဲအနေနဲ့ပြတာတဲ့ကန်တက်ကီပြည်နယ်ကဆရာဝန်တယောက်အကြောင်းရိုက်ပြထားတာကလေးတယောက်ရဲ့ဘဝဆိုတော့ကိုရဲ့အဲ့ဒီကလေးကမတန်ဆွမ်းလေးမွေးလာတာဒီတင်းဆရာဝန်ကအဲ့ဒီကလေးကိုမကြည့်ရတာနဲ့လေစောင်းနဲ့အုပ်ပြီးမွန်းသေးအောင်လှုပ်လိုက်ရောဒါနဲ့သူ့ကိုလူတက်မှုနဲ့ထောင်ထဲကိုပို့လိုက်ကြတယ်ရန်ကောင်းလာပဲကိုရနေစမ်းမအောင်မေမေတို့ကပဲချင်းပြန်အောင်မယ်ပြောသွားတယ်အဲ့ကလေးလေးအဖြစ်ကိုမြင်တော့ဆရာဝန်ကတိတ်တနာသွားတာကိုဒါနဲ့လေအဲ့ဆရာဝန်ကကလေးရဲ့မျက်နှာပေါ်မှာစောင်းနဲ့အုပ်ထားလိုက်တော့ကလေးကမွန်းပြီးတေးမလို့ဖြစ်ရောဒီမှာတင်မဲ့သူ့ကိုထောင်တန်းသက်ကျွန်းချလိုက်တယ်တိလားဒါနဲ့ကလေးလေးကတော့သူ့ကိုထောင်ထဲရောက်နေတော့မှလာပြီးတော့ထောင်ဝင်စာလာတွေ့ရသူ့ကိုလည်းကျေးဇူးတင်နေတာပေါ့လေဆရာဝန်ကကလေးရဲ့ဒုက္ခကိုမကြည့်ရလို့တပ်ပြမလို့လုပ်တာကိုရဲ့အမှန်ကတော့လေဖျားသခင်ရဲ့အလိုတော်တိုင်းဖြစ်ရတာပဲဒီလားဆရာဝန်ကသူ့မှာပါလောက်ပိုင်ခွင့်ရှိတာမှတ်လို့နော်ဒီတော့ဆရာဝန်ကလည်းသူဟာထောင်တန်းကြခံတင်တယ်ဆိုတာသူ့ဘာသူသိတယ်ညီမလေးတို့အတန်းကတငယ်ချင်းရဲ့အမေကခေါ်သွားတာလေတငယ်ချင်းရဲ့အမေက Alice တဲ့ညီမလေးရဲ့အချစ်ဆုံးတငယ်ချင်းအတန်းနဲ့တန်းလုံးမှာသူတရားအောင်ပဲဒီမှာကိုပြောတာနားဟောင်းပါအောင်ဖေတို့ပိတ်ချင်းပြန်အောင်မယ်လို့ပြောသွားတယ်လေဘယ်လိုပြောသွားလဲညနေမှာပြန်အောင်မယ်လို့ပြောသွားတာပဲကားကိုဖေကိုယ်တိုင်မောင်းသွားတယ်ယထာတို့ပါလို့နဲ့ပြန်ရင်ယထာချိန်နေပါညာကြီးစောင့်နေရမှာဆိုလို့တဲ့ခုညီမလေးတို့အိမ်ကကားမှာရေဒီယိုတက်ပြီးတီးလားလမ်းပေါ်မှာကားတွေတိတ်ကျက်နေတော့ဆိုရင်တော့ရေဒီယိုကဖမ်းလို့မရဘူးလို့မေကပြောတယ်ကျွန်တော်စိတ်တုံတုံချလိုက်တယ်ဆိုလိုတာကကျွန်တော်အိမ်ပြန်လာတာကိုတိမတိကျွန်တော်စိတ်မပူတော့ဘူးတီးတော့ဘာဖြစ်တယ်လဲတီးပေါ့ညီမလေးကိုခမားတို့မြင်စီခြင်းနဲ့ဗျာသူညဝတ်အင်ကြီးကကော်လန်မှာဆင်းရုပ်နေလေးနဲ့ဆင်းရုပ်ကလေးတွေကသူ့ကိုဥကင်းနဲ့ဝှေ့နေတယ်လို့ပဲဒါဖြင့်ရုပ်ရှင်ကတော်တော်ကောင်းတာပေါ့ရမ်းကောင်းတာပဲဒါပေမဲ့ Alice ကအေးမိပြီးနှာစီးနေလို့ခက်တာပေါ့သူသမီးနေကောင်းရဲ့လားဆိုပြီးသူ့အမေကခဏမေးနေတော့တာပဲရုပ်ရှင်ကြည့်လို့ကောင်းပြီဆိုရင်သူ့အမေကမေးတော့တာပဲအဲ့ဒါကိုတော့စိတ်ကုန်တယ်ကျွန်တော်ကသူ့အတွက်ဝယ်ခဲ့တဲ့တက်ပြားလေးအကြောင်းပြောပြလိုက်တယ်ဒီမှာညီမလေးဖို့ကိုတက်ပြားတစ်ချက်ဝယ်ခဲ့တယ်ဒါပေမဲ့လမ်းမှာကြကွယ်သွားလို့အိတ်ထဲမှာပါလာတဲ့တက်ပြားကွဲတွေကိုကျွန်တော်ထုတ်ပြတယ်တက်ပြားကွဲတွေကိုညီမလေးကိုပေးလို့ဆိုပြီးတော့ကျွန်တော်လက်ထဲကတက်ပြားကွဲတွေကိုယူပြီးသူ့ကတင်ပေးကစပွဲအန်ဆွဲလေးတွေကိုထည့်လိုက်တယ်ကျွန်တော်ညီမလေးကတကယ်ဆန်ပါပဲဗျာနာသာလူကြရင်အကိုကြီးအိမ်ပြန်လာအောင်ပါရဲ့လားလာဖြစ်ချင်မှလာဖြစ်မယ်တဲ့မေကပြောရင်အချင်းနေရပဲတဲ့ဟောလိဝုဒ်မှာနေပြီးအင်နာပိုလစ်အကြောင်းဇာညွန်းတစ်ခုရေးဖြစ်ရှင်လည်းရေးဖြစ်မယ်တဲ့ဘာအင်နာပိုလစ်ဟောလားအချစ်စကားလေးကိုရဲ့အဲ့ဒီထဲမှာဘလူးတွေတရုတ်ဆောင်မယ်တင်လို့ကိုမှန်းကြည့်စမ်းကိုကတော့စိတ်ဝင်စားပါဘူးအင်နာပိုလစ်အကြောင်းကိုရိုက်မလို့ရလားနေစမ်းပါဦး TV ကအင်နာပိုလစ်အကြောင်းကိုဘယ်လောက်များသိလို့လဲဘလို့ဇာညွန်းမျိုးတွေရှောက်ရေးနေရလဲကျွန်တော်ကမေးလိုက်တယ်တကယ်ပဲကိုလူကြီး
ဒီဟောလိဝုဒ်ရုပ်ရှင်လောကကိုကျွန်တော်တော်တော်စိတ်ကုန်တယ်ညီမလေးလက်မောင်းကဘာဖြစ်တာလဲသူ့တလောင်စစ်မှာပလာစတာကြီးကတ်ထားမြင်လို့ကျွန်တော်ကမေးရယ်သူညဖို့အင်ဂျီကလက်မောင်းမှမပါပဲကိုသူလက်မောင်းကပလာစတာကြီးကတ်ထားတာကိုမြင်နေရတာပေါ့ပန်းချန်တွေကကြောက်တုံးလေကားတက်လေးတွေပေါ်မှာညီမလေးဆင်းလာတော့ညီမလေးတို့အတန်းတွေကကားတစ်ဆိုတဲ့ကောင်လေးကတွန်းချလို့လေကြည့်မလားလက်မောင်းကပလာစတာကိုခွာပြတယ်တော့ပါပြီမကြည့်ချင်ပါဘူးသူကဘာဖြစ်လို့တွန်းချရတယ်လဲပြောတတ်ဘူးလေညီမလေးကိုမုန်းလို့ဖြစ်မှာပေါ့သူကညီမလေးနဲ့ဆယ်ရီမာဆိုတဲ့ကောင်မလေးကိုတိတ်မုန်းတာဆယ်ရီမာကသူ့စာအုပ်ပေါ်ကိုမှင်နေပက်ထားလို့ဒါတော့ဘယ်ကောင်းမလဲကွာငါညီမလေးကလည်းကလေးပဲရှိသေးတာကိုအမေညီမလေးကကလေးမဟုတ်ပါဘူးနော်ပန်းချန်တွေကိုတွားရင်အဲ့ဒီကောင်ကညီမလေးနောက်ကအမြဲတကောက်ကောက်ကိုလိုက်နေတာပဲညီမလေးဖြစ်ရင်သူ့ကိုတအားမုန်းတာပဲငါညီမလေးကိုသဘောကျလို့ဖြစ်မှာပေါ့ကြတော့ကိုဘာဖြစ်လို့မှင်နေပက်ရမှာလဲသူသဘောကျတာမခံချင်ပါဘူးအဲ့လိုပြောပြီးကျွန်တော်ကိုစိုက်ကြည့်နေပြီးတော့မှကိုဘာဖြစ်လို့အိမ်ကိုအစိုးရပြန်လာလဲပေါ်တူးနေ့မှပြန်လာမှာဆိုကိုလူရေညီမလေးကမလွယ်ဘူးဗျသူ့ကိုထုံထုံအားအားလေးဆိုပြီးမထင်လိုက်နဲ့ခံသွားရမယ်ဘာဖြစ်လို့ပေါ်တူးနေ့မှပြန်မလာပဲအစိုးရပြန်လာရတာလဲကျောင်းကနှင်ထုတ်လိုက်တာတော့မဟုတ်ပါဘူးနော်ပြောပြီးပါပြီဟောကျောင်းကအစိုးရပြန်လွှတ်လိုက်တာပါလို့ဒီကျောင်းလုံးကိုအစိုးရပြန်လွှတ်လိုက်တာဒါဖြင့်ကျောင်းကနှင်ထုတ်ခံရတာမဟုတ်ဘူးပေါ့ဟုတ်ပါရဲ့ညီမလေးကိုတော့မလိန်နဲ့နော်လို့ပြောပြီးကျွန်တော်ပေါင်ကိုလက်တီးနဲ့ထုနေပါအောင်ကျောင်းထုတ်ခံရတယ်လို့ညီမလေးကိုဘယ်သူပြောလို့လဲဘယ်သူပြောရမှာလဲကိုပဲပြောတာပေါ့ဖိသိရင်တော့တတ်တော့မှာပဲလို့ပြောပြီးကျွန်တော်ပေါင်ကိုလက်တီးနဲ့ထုနေတယ်နားလိုက်တာဗျာပြီးတော့ခေါင်းတွေကိုလည်းလှုံ့ပြစ်နေတယ်တော်စမ်းမှာကွာအသိပဲမရှိတာကိုရောဖေကဘာဖြစ်လို့တက်ရမှာလဲကိုဘယ်သူမှဘာမှမလုပ်ဘူးဒါပေမဲ့မရဘူးဗျဒီကောင်မလေးကဒီလိုကြီးပဲသူလှုပ်ချင်ပြီဆိုရင်ဇွတ်တူရပဲအခုလည်းခေါင်းကြီးကိုမျက်နှာပေါ်မှာဖိပြီးအော်နေတယ်ဖေကတက်တော့မှာကိုဘယ်သူမှမတက်ပါဘူးဟာစဉ်းစားလဲပြောမှာပေါ့ကိုကလည်းအိမ်မှာမနေတော့ဘဲနဲ့အလုပ်ထွက်လို့မလို့စိတ်ကူးထားတယ်ပထမတော့မြင်းမွေးတဲ့ခြံနှံချမှာသွားပြီးလှုပ်ရအောင်ပါပဲကိုတငယ်ချင်းတယောက်ရဲ့အဖိုးကကိုလိုရာဒိုမှာမြင်းချံတစ်ချံရှိတယ်အဲ့ဒီမှာသွားပြီးအလုပ်လုပ်မယ်လို့စိတ်ကူးတာပဲကိုရောက်ရင်လည်းညီမလေးနဲ့ဆက်တယ်ပြန်မှာမဟုတ်ပါဘူးကဲပါခေါင်းကြီးကိုမျက်နှာပေါ်အုံမထားစမ်းပါနဲ့ငါညီမလေးကလိန်မာရဲ့သားနဲ့ဖီကမျက်နှာကိုခေါင်းကြီးနဲ့အုံမြေအုပ်ထားတယ်ကျွန်တော်ကအတင်းဆွဲဖြုတ်ပြီးမရဘူးဗျတော်တန်တာပဲနောက်ဆုံးတော့ကျွန်တော်ကပဲအလျှော်ပေးရတာပဲကိုလူကြီးညီမလေးဖီကသူ့မျက်နှာပေါ်ကောင်းအုပ်ထားခြင်းပြီဆိုရင်အတင်းအုပ်ထားရတာပဲဘလို့လွတ်လို့မရဘူးကဲပါညီမလေးရဲ့ကိုတေချာပြောပြပါမယ်လာပါအပြင်ကိုသွားအောင်ဒါပေမဲ့မရဘူးဗျဒီကောင်မလေးကိုသဘောပေါက်အောင်ပြောဖို့မလွယ်ဘူးနောက်ဆုံးတော့ကျွန်တော်လည်းအေကန်နဲ့ထွက်လာပြီး secret တက်တာတွေက secret တက်လေးကိုယူတောက်နေလိုက်တယ်တချို့ကိုလည်းကျွန်တော်အိတ်တွေကိုထည့်လိုက်တယ်ကျွန်တော်ပြန်ဝင်လာသည့်အထိသူ့မျက်နှာပေါ်ခေါင်းကြီးနဲ့အုပ်ထားအောင်ပါပဲဒါကိုသိကြတယ်ကျွန်တော်အနားမှာရှိမရှိလဲသူကြည့်မှာမဟုတ်ကျွန်တော်ကဂရင်နာကိုပြန်လာပြီးသူ့ဘေးနားဝင်ထိုင်လိုက်တော့ဖီကမျက်နှာကိုတစ်ဖက်ကိုလှည့်ထားတယ်ကျွန်တော်မခေါ်ချင်ဘူးဆိုတဲ့သဘောပေါ့လေညီအောက်ရထားပေါ်မှာအားစားပစ္စည်းတွေမိကြံခဲ့လို့ကျွန်တော်ကိုပင်စီကျောင်းကလှမ်းပစ်အဖွဲ့တစ်ဖွဲ့လုံးကဝိုင်းပြီးတပိန်းမောက်ကြသလိုပေါ့ဟေဇယ်ဝက်တာဖီကတက်ဘလောက်ရှိပြီလဲညီမလေးစာထဲမှာသူ့အကြောင်းထည့်ရေးလိုက်တယ်မလားအဲ့ဒီစာတောင်ကိုရဲ့တေးလက်ဆွဲအိတ်ထဲမှာပါလာသေးတယ်လက်ဆွဲအိတ်ကတော့ဘူဒါယုံမှာထားပစ်ခဲ့တယ်ကိုဖေကတတ်မှာခိုးလူရေဒီကောင်မလေးကတခုကိုဆွဲမိပြီဆိုရင်အဲ့ဒီခုကိုပဲဆွဲနေတော့တာပဲတတ်တော့မတတ်ပါဘူးအလုံးစုံလို့ရင်စူပူကျိန်းမောင်းပြီးစစ်ကြောင်းကိုပို့လိုက်အောင်ပေါ့သူဒါပဲလုပ်မှာပါကိုကလည်းဒီမှာမနေပါဘူးနော်လစ်မှာပါကိုရိုရာဒိုကမြင်းချံမှာသွားပြီးလှုပ်လို့မှာပါဤစရာကောင်းလိုက်တာကိုကမြင်းကြောကုန်းပေါ်တော့တက်နိုင်လို့လားအမေဘာဖြစ်လို့မတက်နိုင်ရမှာလဲတက်နိုင်တာပေါ့မြင်းစီရများပါခက်တာကြလို့2မိနစ်လောက်တင်လိုက်ရင်ရတာပဲဥစ္စာတော်စမ်းမှာကွာပလတ်စတာကြီးကိုခွာမနေစမ်းပါနဲ့သူ့လက်မောင်းကပလတ်စတာကိုခွာနေတာနဲ့ကျွန်တော်ကပြောလိုက်တယ်စပင်ကရောဘယ်ကညှက်လာတာလဲကျွန်တော်ကသူ့စပင်ကိုကြည့်လိုက်တယ်စပင်ကတိတ်တူလွန်းနေရလေပဲဆိုင်မှာညံ့ညံ့ကိုအပူမဟုတ်ပါဘူးဒီကောင်မလေးကတကယ်ကြစ်လေးရဲ့ဗျခုလေဘာသာတိုင်းမှာကြာလာပါပြီညီမလေးသိပါတယ်ဟိုပြောရင်းဆိုရင်ဒီကောင်မလေးကတော်တော်ခက်နေပါလား
လူကကလေးလေးရှိသေးတယ်လေတန်ကတကယ်ကြောင်းဆရာမကြီးလေတန်မျိုးနဲ့ဘာတိုင်းမှမကြပါဘူးအင်္ဂလိပ်စာမှာအောင်ပါတယ်လို့ပြောပြီးကျွန်တော်ကစိတ်တူလာတာနဲ့သူ့ကိုလိန်ဆွဲလိုက်တယ်ဒါဖြင့်ကိုကဘာဖြစ်လို့ကျောင်းကအစောကြီးပြန်လာရလဲဘာဖြစ်လို့ကျွန်တော်300ကြီးရနေရလဲသူကမေးတယ်သူအဲ့ဒါလိုမေးတော့ကျွန်တော်စိတ်ညစ်တယ်ဗျညီမလေးကိုဒါတွေမမေးနဲ့ကွာကိုမကြိုက်ဘူးဘာဖြစ်လို့300ကြီးရတယ်လဲဆိုတော့အကြောင်းတွေအများကြီးပဲအကြောင်းတန်းလောက်ရှိမယ်ပင်စီကျောင်းကအညာဆုံးကျောင်းကိုနေခဲ့ဘူးဒီများကျောင်းတွေထဲမှာအဲ့ဒီကျောင်းလောက်ညံ့တယ်ကျောင်းမှမတွေ့ဘူးတဲ့ကျောင်းသားတွေကလည်းဟန်တွေကြီးပဲပြီးတော့ဇယိုက်တွေကလည်းတယောက်မှမကောင်းဘူးဒါတော့ဇယိုက်ညံ့တဲ့ကောင်တွေကိုတစ်ခါမှမတွေ့ဘူးရေတရားရောက်အခန်းမှာဆွပြီးအရက်ဝိုင်းတို့ဘာလို့ဖွဲ့ရင်စေတမားတို့ဝက်ချန်ထူတဲ့ကောင်တို့မလာရဘူးဆိုပြီးတကားတို့ဘာလို့ဖွင့်မပေးဘူးသူတို့အခန်းထဲဝင်မယ်ဆိုရင်အခန်းထဲကတော့အတွင်းဘက်ကနေတုတ်ခတ်ထားတယ်သူတို့ဘာသူတို့ကြေဝိုင်းကလေးလှုပ်တယ်ကိုကြတော့မလာဘူးရဲ့ကိုတငယ်ချင်းဝက်ချန်ထူထူနဲ့အက်ကလေးဆိုတဲ့ကောင်ရှိတယ်အဲ့ဒီကောင်ဆိုရင်တူဝိုင်းထဲကိုဝင်ကျင်တယ်ဒါပေမဲ့ဝင်ကမပေးဘူးအကြောင်းကအဲ့ဒီကောင်ကစကားများလို့တဲ့ဝက်ချန်ထူလို့တဲ့ကိုအကြောင်းမကောင်းပြောရတာမကောင်းပါဘူးကွာအလကားအကြောင်းပါကျွန်တော်တို့ပင်စီအကြောင်းမကောင်းအကြောင်းပြောပြနေတယ်အကြောင်းရဲ့မကောင်းအကြောင်းပြောရရင်ကျွန်တော်အာသွက်နေတယ်လေကိုတို့ကြောင်းပါကွာတော်တဲ့ဆရာ2ယောက်ရှိတယ်ဒါပေမဲ့အဲ့ဆရာတွေကလည်းတကယ်ကိုကြိုက်များတယ်ဆရာစပင်ဆာဆိုတဲ့ဆရာတယောက်ရှိတယ်သူမိမကတော့အကိုတို့ကျောင်းသားတွေတွားရင်ချောကလက်တို့ဘာလို့ဖြိုတိုက်ပါရဲ့သဘောကောင်းတာဆိုလို့သူတို့လင်များပဲရှိတယ်ဒါပေမဲ့တမိုင်းတင်တဲ့အခန်းကိုကျောင်းဆရာကြီးရောက်လာပြီဆိုရင်တကယ်ညီမလေးကိုမြင်စေချင်တယ်ကျောင်းဆရာကြီးကစာသင်ခန်းနောက်ကနေအသာဝင်လာပြီးတော့သူတင်တာတွေကိုအကြားကြီးနားထောင်နေတော့တာပဲတော်နဲ့လည်းမပြောင်းလာပြီးထိုင်နေအောင်ချင်းဆိုတော်လေးရဲ့ကျောင်းဆရာကြီးကအသာလေးမနေဘူးစာသင်နေတဲ့နေရာကိုဝင်လာပြီးတော့ဆရာစပင်စာတင်တဲ့သင်ခန်းစာတွေထဲမှာရည်စရာတွေများလွန်းတယ်ပြက်လုံးတွေမပြောပါနဲ့ဆိုရင်ပေါ်တင်ကြီးဆူတော့တာပဲအဲ့ဒီခါကျတော့ဆရာစပင်စာလည်းတလုံးမှပြန်မပြောရဲဘူးကွာတိလားတွားလေးဖြည့်ပြီးတော့ရက်နေတာပဲဆရာကြီးကသူ့ကိုသူမင်းသားကြနေတာပဲတော့လကားပါကွာကိုကလည်းစကားပြောရင်ကောင်းကောင်းပြောစမ်းပါဆဲရဲ့စကားတွေမပြောပါနဲ့အဲ့လိုအကြောင်းမျိုးသွားနေရညီမလေးလည်းစိတ်ပြက်မှာပဲပြီးတော့ចောင်းသားဟောင်းများနေဆိုတာရှိတယ်အိမ်နေကြရင်ဟိုတုန်းကပင်စီចောင်းသားဟောင်းကြီးတွေရောက်လာပြီးတော့သူတို့သားမယားတွေမြည်တွေနဲ့လာတက်ကြည့်ကြတယ်ចောင်းဝင်းတဝင်းလုံးသူတို့တွေကြီးပဲចောင်းသားဟောင်းတယောက်ကရှိသေးတယ်အသက်က50ကျော်လောက်ရှိပြီတခါကျတော့ကိုတို့အခန်းကိုတကားလာခောက်ပြီးတော့အိမ်သာတက်ပြရစေလို့ခွင့်တောင်းတယ်ကွာအိမ်သာကကော်ရီတာအဆုံးမှာရှိတာပဲဘာခွင့်တောင်းစရာလိုတယ်လို့လဲဘာဖြစ်လို့လာခွင့်တောင်းမှန်းစဉ်းစားလို့မရဘူးသူကဘာပြောရထင်လဲအိမ်သာနိုင်ရမှာသူ့နာမည်ထိုးထားတာရှိရဲ့အဲ့နာမည်ထိုးထားတာလေးရှိသေးသလားလို့ကြည့်ကျင်လို့ရဲ့ဒါနဲ့ကိုနဲ့တငယ်ချင်းတယောက်ကအိမ်သာကိုလိုက်ပို့ရပြီအိမ်သာတကားတွေကိုသူကြည့်ပြီးနာမည်လိုက်ရှာနေတာကိုထိုင်ဆောင်နေရတာပေါ့ကွာကြည်စမ်းပါဦးအဲ့အိမ်သာတကားပေါ်မှာသူ့နာမည်ထိုးခဲ့တာအနှစ်60 100လောက်တော့ရှိတော့မယ်အခုမှဒါတွေရှိသေးသလားလို့ကြည့်ကျင်လို့တဲ့ပြီးတော့အဖိုးကြီးကသူ့နာမည်ဖြောက်ရှာတာအေးဆေးရှာတာမဟုတ်ဘူးသူတို့ခေတ္တကကျောင်းမှာဘလို့နေထိုင်ခဲ့ရတဲ့အကြောင်းကျောင်းသားဘဝဘလို့ပြောဖို့ကောင်းတဲ့အကြောင်းကိုတို့လည်းရှေ့အနာကလည်းကျူးစားတင်ကြောင်းဘာကြောင်းညာကြောင်းရွှေ့နေလိုက်တာကွာသူတို့မဆုံးနိုင်တော့ဘူးကိုပြင်စိတ်ညစ်လိုက်တာအဖိုးကြီးကဆိုးတော့မဆိုးပါဘူးမဆိုးပေမဲ့အလိုက်မသိတစ်ဖက်သားကိုရှောက်ပြီးလက်ချာတွေပေးနေတာတော့စိတ်ညစ်တာပေါ့ကွာဆိုးတဲ့လူမှတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နေတာမဟုတ်ဘူးနော်ဒီလားကောင်းတဲ့လူကလည်းတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာပဲညီမလေးစဉ်းစားကြည့်သူကသူအိမ်သားတကားတွေပေါ်မှာထွန်းထားတဲ့နာမည်ကိုရှာချင်းရှားပါလားအခုတော့လိုက်ပြတဲ့သူကမှအာမနာအကြာကြီးရွှေ့နေတော့စိတ်ညစ်တာပေါ့ဒီထဲမှာသူကအေးဆေးဆေးနဲ့ပြောနေရင်တော်သေးတယ်သူ့မှာအဖြစ်အမြင့်ကြီးကိုတက်လာလို့ဟိုဟဲလိုက်နေပြီအသက်တောင်မှန်မှန်မရှူနိုင်တော့ဒီကြားထဲကနေပြီးရွှေ့နေတော့ပိုပြီးစိတ်ညစ်တာပေါ့ဒီထဲမှာသူ့နှာခေါင်းကလည်းအသက်ရှူရလို့ပွားစီဖြစ်နေတယ်ကိုဖြင့်အဲ့တောက်ပင်စီကြောင်တခါလေးစိတ်ပြုတ်သွားတာပဲဒါကိုတို့ကြောင်းမနေကြအောင်လုပ်နေတာသိရမလားကိုမပြောတော့ဘူးကွာအဲ့တောက်ပင်စီကြောင်းမှာနေရတာကိုစိတ်ညစ်တယ်ကိုမပြောတော့ဘူးညီမလေးကဘာပြောလိုက်မှမသိဘူးတခုခုတော့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်တဲတဲကွမကြားလိုက်ဘူးသူကခေါင်းအောင်ပေါ်မှာမျက်နှာကိုတစောင်းအပ်ထားရင်ပြောလိုက်တော့ဘလုံးပထွေးဖြစ်နေတာပေါ့ဘယ်ကြားပါမလဲခေါင်းကြီးဖယ်ပြီးတတိချပြောစမ်းပါကွာကိုဖြင့်ဘာမှမကြောက်ဒါဖြင့်ကိုကပင်စီကြောင်းမကြိုက်ဘူးဆိုပါတော့သူကအဲ့ဒါလိုပြောလိုက်တော့ကျွန်တော်ကပို့ပြီးစိတ်ညစ်သွားတယ်ဟုတ်တယ်မကြိုက်ဘူးနည်းနည်းလေးမှမကြိုက်ဘူးအဲ့အကြောင်းတွေမမေးပါနဲ့ဘာလို့ရှောက်မေးနေရလဲဟုတ်ပါတယ်ကိုကတော့ဘယ်ကြောင်းကိုမှကြိုက်မှာမဟုတ်ပါဘူးလေလောကကြီးတစ်ခုလုံးမှာကိုမကြိုက်တာကြီးပဲမဟုတ်လား
ဟေးကိုကြိုက်တာရှိရကွာရမ်းနေမပြောနဲ့ကြိုက်တာရှိရကိုလူရဒီကောင်မလေးနဲ့စကားပြောတာတိတ်စစ်ကုန်စရာကောင်းတာပဲကိုမကြိုက်ပါဘူးကြိုက်တာတခုရှိရင်ပြောလေဘာတခုပြောရမယ်ဟုတ်လားကိုကြိုက်တာတခုဟုတ်လားကောင်းပြီကိုပြောမယ်ဒါပေမဲ့ခက်တာကဘာကိုပြောရမှမသိဘူးတခါတလေမှာမှုန်ထူနေတော့ကိုကြိုက်တာဘာလဲဆိုတော့မေးသေးသေးဖြစ်နေတတ်တယ်ဘာလဲကိုကြိုက်တာပြောရမယ်ဟုတ်လားသူကဘာမှပြန်မဖြစ်ဘူးအဲ့ရအဆူမှာခွေးနေတော့ကျွန်တော်နဲ့မိုင်ပေါင်းများစွာဝင်းနေတယ်လို့ထင်ရတယ်ပြောလေဘာပြောရမှာလဲကိုကြိုက်တာတကယ်ပြောရမှာလားဟုတ်တယ်ကြိုက်တာတခုပြောကောင်းပြီပြောမယ်ဒါပေမဲ့ဘာမှစဉ်းစားလို့မရဘူးဗျကျွန်တော်ကောင်းထဲမှာပေါ်လာတာကတော့ဂျင်းချင်းတောင်လေးလက်ဆွဲပြီးအလှခံနေတဲ့ဒီလရှင်နှစ်ပါအထူးသဖြင့်တမ်မနီကိုင်းမျက်မှန်လေးနဲ့တတ်ထားတဲ့ဒီလရှင်ရဲ့ပြီးတော့အတန်ကျောင်းလုံးကကျွန်တော်နဲ့တန်းနဲ့နေခဲ့တဲ့ဂျင်းကာဆယ်ဆိုတဲ့ကောင်ရင်သူတို့နှစ်ယောက်ပဲခေါင်းထဲပေါ်လာရင်အတန်ကျောင်းမှာနေတော့ကဂျင်းကာဆယ်ဆိုတဲ့ကျွန်တော်အတန်သားတစ်ယောက်ရှိတယ်အဲ့ဒီကောင်ဟာကိုပြောတဲ့စကားကိုဘယ်တော့မှပြန်မယုံသေးဘူးအဲ့ဒါကိုကျွန်တော်သဘောကျတယ်တခါတော့ကာဆယ်ကစတေပိုင်းဆိုတဲ့ကောင်ကဘဝင်မြင့်တယ်လို့ပြောမိတယ်အဲ့ဒါကိုစတေပိုင်းရဲ့အောက်တန်းစားအပေါင်းအသင်းတွေကကြားသွားပြီးတော့တွားပြောတယ်ဒီတင်းစတေပိုင်းကသူ့တလီချဘိုးအပေါင်းအသင်း6ယောက်လောက်နဲ့ကာဆယ်အခန်းကိုဝင်သွားပြီးအခန်းတကားကိုတော့ပိတ်မင်းပြောတဲ့စကားကိုမင်းပြန်ရုံတင်ဆန်းလို့အတင်းပြောကြတယ်ကာဆယ်ကသူပြောတဲ့စကားကိုပြန်မယုံသိဘူးဒီတင်းကာဆယ်ကိုဒီကောင်တွေကအုပ်နဲ့ဝိုင်းထိုးကြတယ်ဒီကောင်တွေမတရားလုပ်ပုံကလွန်နေဗျာပြောရမှာကျွန်တော်ဖြင့်စစ်ဆုပ်တယ်ဒါပေမဲ့ကာဆယ်ဆိုတဲ့ကောင်ဟာတော်တော်တက်ကြည့်ကောင်းတဲ့ကောင်သူပြောတာကိုနည်းနည်းလေးမှမတောင်းပါဘူးတကယ်ကတော့ကာဆယ်ဟာပိန်ကလေးရဲ့လက်မောင်းကခဲရန်လုံးလောက်ပဲရှိမယ်ဒီကောင်တွေဝိုင်းထိုးတာကိုမခံနိုင်တော့သူပြောတဲ့စကားကိုတော့သူမယုံသိဘူးပဒင်းပေါက်ကနေခုန်ချတယ်အဲ့ဒီတုန်းကကျွန်တော်ကရေချိုးခန်းထဲမှာရေချိုးနေတယ်ပဒင်းပေါက်ပြင်ပမှာပုတ်ဆိုတဲ့အတန်ကြီးကြားလိုက်ရတော့ကျွန်တော်ကရေဒီယိုတို့စပွဲတို့များကြားလာသလားလို့တော့ထင်လိုက်သေးတယ်ဒီလောက်မြင်းကြီးကခုန်ချလိုက်မယ်လို့ဘယ်သူကထင်မလဲဗျာဒီတင်စတေပိုင်းရဲ့ကောင်တွေကကော်ရီဒါအတိုင်းပြေးလာကြပြီးအောက်ထပ်ကိုဆင်းသွားကြတယ်ကျွန်တော်လည်းမျက်နှာတုပ်ပေါ်ခါပတ်ပြီးရေချိုးခန်းထဲကနေအောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်ကာဆယ်ကအောက်ကကြောက်တုံးလှီကားရင်မှာခွခွလေးလဲနေတယ်အသက်မရှိတော့ဘူးလေသွားတွေလည်းကျွတ်လို့သူတွေလည်းမြင်မကောင်းဘူးဗျာဘသူမှသူ့အနာကိုမကတ်ရဲကြဘူးသူကလဲချက်ဆွဲတာလေးဝတ်လို့ကျွန်တော်ငှားထားတဲ့ဆွဲသားလေးဒီကောင်တွေကိုကြောင်းကထုတ်ပစ်လိုက်တာပဲရှိတယ်ထောင်ထဲတို့ဘာလို့မပိုးကြဘူးကျွန်တော်စဉ်းစားနေရင်ကာဆယ်ကိုအမှတ်ရလာတယ်ချင်းချင်းကလေးနဲ့အလှခံနေတဲ့ဒီလရှင်နှစ်ပါးနဲ့အတန်ကျောင်းမှာတွေ့ခဲ့တဲ့ကာဆယ်ကိုအမှတ်ရလာတယ်အမှန်ကတော့ကာဆယ်ကိုကျွန်တော်ကောင်းကောင်းသိတာမဟုတ်ရဲ့ဒီကောင်ကလည်းစကားနဲ့တင်ချာမှာကျွန်တော်နဲ့တခန်းနဲ့ကြားတယ်ဒါပေမဲ့တယောက်နဲ့တယောက်ဝေးကြီးပါအတန်းထဲမှာထားပြီးလက်ညှိုးထောင်တာတို့တင်ပုံကြီးနာသွားပြီးတွက်ပြတာတို့ဘာလို့တခါမှလုပ်တာမမြင်ဘူးသူနဲ့လည်းကျွန်တော်တခါပဲစကားပြောဘူးတယ်အဲ့ဒါကလည်းကျွန်တော်မှရှိတဲ့လေချက်ဆွဲတာကလေးကိုသူလာငှားတော့ကပြောဘူးလားကျွန်တော်စီဆွဲတာလာငှားတော့ကျွန်တော်အံ့အားသင့်သွားတယ်တကယ်အဲ့ဒီတော့ကကျွန်တော်ကရေချိုးခန်းနာမှာသွားတိုက်နေတယ်သူ့ကိုဝမ်းခွဲတယောက်နဲ့ညှို့ထဲသွားမှမလို့တဲ့ကျွန်တော်လေချက်ဆွဲတာကိုငှားပါတဲ့ကျွန်တော်မှဒီဆွဲတာလေးရှိတာသူဘယ်လိုလုပ်များသိနေတယ်လဲမဆိုနိုင်ဘူးကျွန်တော်သိတာကတော့တန်းထဲမှာနာမည်စင်းခေါ်ရင်သူ့နာမည်ကကျွန်တော်နာမည်ရှိမှရောက်နေတာပဲသိတယ်ကေဘဲကာဆဲကော်ဖီဆိုပြီးအခရာစင်လိုက်ခေါ်တာကိုအမှန်ပြောရရင်သူနဲ့ကျွန်တော်မှမသိတာဆွဲတာကိုမငှားပဲနေလိုက်အောင်မလို့ပဲညီမလေးကဘာတွေပြောနေမှမသိဘူးပြောနေတယ်ကျွန်တော်မကြောက်ဘာရဲ့ကိုကြိုက်တာတခုတော့တွေးလို့မရတော့ဘူးမလားရပါတယ်ဒါဖြင့်ကိုကြိုက်တာတခုကိုပြောလေညီလေးအဲ့လီကိုကြိုက်တယ်ပြီးတော့ခုကိုလုံနေတယ်လို့လုံနေတာမျိုးကြိုက်တယ်ခုလိုညီမလေးနဲ့ထိုင်ပြီးစကားပြောရတာမျိုးပေါ့ဟာအဲ့လီကရှိမှမရှိတော့တာကိုကဒါကိုကြီးပြောနေတာမရှိတော့တာတော့ပြောနေလို့ကတော့ဟုတ်ပါတယ်မရှိတော့တာမရှိဘူးပေါ့ငါသိပါတယ်ဒါပေမဲ့ငါအခုထိညီလေးကိုသဘောကျနေအောင်ပဲမရှိတော့သဘောမကျတော့ဘူးလားလူတယောက်တည်သွားတာနဲ့သူ့ကိုဆက်ပြီးသဘောမကျရဘူးတဲ့လားငါဖြင့်နင်ပြောမှပဲကြားဘူးတော့အထူးသဖြင့်တည်သွားတဲ့လူကအခုရှင်နေတဲ့လူတွေတဲ့အများကြီးကောင်းနေသူ့ကိုပဲသဘောကျမှာပေါ့ညီမလေးဖီဘီကဘာမှဆက်မပြောတော့ဘူးသူ့ဘာနောက်ထပ်ဘာမှစဉ်းစားစရာမရှိတော့ရင်ညီမလေးကဒီလိုပဲဗျဘာမှဆက်မပြောတော့
ပြီးတော့ခုလိုနေရတာသဘောကျတယ်ညီမလေးနဲ့ထိုင်ပြီးစကားပြောနေရတာမျိုးပေါ့ရှေးဟောင်းနှောင်းဖြစ်တွေကိုပြောနေရတာမျိုးပေါ့ဟာဒါကလည်းတကယ်ဟာမှမဟုတ်တာလက်ကားတွေဒါလည်းတကယ်ဟာပေါ့ဟာဘာလို့လက်ကားဟာရမှာလဲလူတွေကရောဘယ်ဟာကိုများတကယ်ဟာလို့ထင်ကြလို့လဲဘယ်ဟာကိုမှတကယ်ဟာလို့ထင်ကြတာမဟုတ်ဘူးငါကလည်းဒီလိုထင်ရမျိုးစဉ်စောင်းရမ်းစောင့်မြင်ကတ်တာတော်စမ်းမှာစကားပြောရင်ဆဲတဲ့စကားလုံးကလည်းပါလိုက်ရတာကောင်းပြီဒါဖြင့်နောက်တစ်ခုပြောကိုဖြစ်ချင်တာတစ်ခုပေါ့ကိုဘာဖြစ်ချင်တယ်လဲသိပ္ပံပညာရှင်လားဝတ်လုံကြီးလားငါသိပ္ပံပညာရှင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ငါသိပ္ပံမှမတော်တာဒါဖြင့်ဖေလို့ဝတ်လုံကြီးတို့ပါတော့ရောဝတ်လုံကတော့မစိုးပါဘူးဒါပေမဲ့ဝတ်လုံကိုလည်းငါသိဝါဒနာမပါဘူးအပြစ်မရှိတဲ့လူတွေကိုကာကွယ်ပေးတာတော့ကောင်းပါတယ်ဒါပေမဲ့အင်းဝတ်လုံဆိုတာဒီလိုလုပ်နေရတာမှမဟုတ်တာဝတ်လုံဖြစ်လာရင်ဘာလုပ်မလဲပတ်စံရှာမယ်ကောက်တီးရိုက်မယ်ဘရိတ်ကစားမယ်ကားစီးမယ်မာတီနီတောက်မယ်ဟော့ရှို့ကြိုက်ဖမ်းမယ်ပြီးတော့အပြစ်မရှိတဲ့လူတွေကိုကာကွယ်ပေးရပဲထားပါအောင်အဲ့ဒါလိုကာကွယ်ပေးတာသူတို့ကိုစေတနာရှိလို့လားဒါမှမဟုတ်နာမည်ကြီးကျင်လို့လားတရားရုံးကစဉ်းစားရတဲ့တပြိုင်တည်းလူတွေဝိုင်းပြီးတော့ဩဘာပေးတာခံကျင်လို့လားဒါမှမဟုတ်ရင်စောင့်မြင်ကတ်ဆရာရုပ်ရှင်တွေရလို့တရားရုံးတွေကစဉ်းစားတဲ့တပြိုင်တည်းသတင်းထောက်တွေဝိုင်းဝိုင်းနေနေတာခံကျင်လို့လားဒါတွေကြောင့်ဝတ်လုံဖြစ်ချင်တာမဟုတ်ဘူးလို့ဘယ်သူပြောနိုင်လဲဘယ်သူမှမပြောနိုင်ဘူးဟိတ်ဟန်ထုတ်ချင်လို့လုပ်နေကြတာမဟုတ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးတကယ်ဘယ်သူမှမပြောနိုင်ဘူးကျွန်တော်ပြောနေရတာတွေကိုညီမလေးနားလဲသလားနားမလဲဘူးလားတော့မသိဘူး။ तू ကကလေးလေးပဲရှိရမလား။နားတော့ထောင်နေတာပဲ။ဘာဖြစ်ဖြစ်နားထောင်နေရင်တော့မဆိုးဘူးပေါ့။ဖေကတော့ကိုတတ်မှာ။ तू ကဆက်ပြောနေတယ်။ဒါပေမဲ့ကျွန်တော်ကတော့သူ့စကားတွေကိုမကြားတော့ဘူးလေ။ကျွန်တော်တွေးနေတာကတခြားအကြောင်းကိုတွေးနေတာ။ကိုဘာဖြစ်ရှင်နေလဲသိလား။တကယ်လို့ကိုမှာတောက်ကမြင်းကြောထပြီးရွေးချယ်စရာရှိရင်ပေါ့လေ။ဆဲတဲ့စကားလုံးမသုံးပါနဲ့လို့ပြောနေ။ဟိုတချင်းလေးကိုညီမလေးရရမလား။ဂျုံကင်းထဲမှာဖြတ်လာသူတယောက်ကိုဖမ်းမိရင်ဆိုတဲ့တချင်းလေဂျုံကင်းထဲမှာဖြတ်လာတဲ့လူတယောက်ကိုဖမ်းမိရင်မဟုတ်ပါဘူးကိုရာဂျုံကင်းထဲမှာဖြတ်လာတဲ့လူတယောက်ကိုတွေ့ရင်ပါတချင်းလည်းမဟုတ်ပါဘူးရောဘတ်ဘန်းရဲ့ကြပြပါဟုတ်ပါတယ်ကြပြမှန်းငါသိပါတယ်အမှန်ကတော့သူပြောတာဟုတ်တယ်ဗျဂျုံကင်းထဲကိုဖြတ်လာတဲ့လူတယောက်ကိုတွေ့ရင်တဲ့သူပြောမှပဲကျွန်တော်သိတော့တယ်မသိပါဘူးလေငါကဂျုံကင်းထဲကိုဖြတ်လာတဲ့လူတယောက်ကိုဖမ်းမိလင်လို့ပဲသိထားပါတော့အဲ့ဒီကြပြလေးကိုကြားရတော့တိတ်ကိုကျဲတဲ့ဂျုံကင်းကြီးထဲမှာကလေးတွေဆော်ကစားနေကြတာကိုမြင်လာတယ်ကလေးတွေမှအများကြီးပဲရာထောင်ချီရှိနေတာပေါ့ကွာအဲ့ဂျုံကင်းကြီးထဲမှာလူကြီးဆိုလို့တယောက်မှမရှိဘူးတဲ့ကိုတယောက်ပဲရှိတဲ့ကိုကတိတ်မြင့်တဲ့တောင်ကပယံကြီးအစွန်းမှာရက်နေတယ်ကိုတာဝန်ကအဲ့ဒီတောင်ကပယံအစွန်းနာကိုလာတဲ့ကလေးတွေကိုတွားဖမ်းဖို့မလာအောင်လုပ်ဖို့ကလေးဆိုတာဟိုလျှောက်ပြေးဒီလျှောက်ပြေးလောက်တတ်တယ်မလားအန်နီတို့ဘာလို့လဲမသိဘူးဒီတော့ကိုကသူတို့ကိုလိုက်ဖမ်းရမှာပဲဒီလိုနဲ့ကိုဟာတောင်ကပယံအစွန်းနာကိုလာတဲ့ကလေးတွေကိုစောင့်ပြီးဖမ်းနေရတာပေါ့ဒါကြောင့်ကိုဘာဖြစ်ချင်လဲလို့မေးရင်အဲ့ဂျုံကင်းကြီးတွေမှာကလေးတွေကိုကမ္ဘာစွန်းနာမသွားအောင်လိုက်ဖမ်းတဲ့လူပဲဖြစ်ချင်တယ်ညီမလေးကတော့ကိုယူနေတယ်လို့ထင်ပါပဲဒါပေမဲ့ကိုသိပါရဲ့ကိုကအဲ့ဒီလိုမျိုးကိုပဲလုပ်ချင်တာယူတယ်လို့ဆိုရင်လည်းဆိုပေါ့ညီမလေးကတော်တော်ကြာစကားမပြောတော့ဘူးပြောတဲ့အခါကျတော့လဲဘာပြောရတင်လဲဖေတီးရင်ကိုတတ်မှာတောက်ကူဆိုင်လို့ကွာတတ်ကွာအဲ့ဒါလိုပြောပြီးကတင်ဆုံးကထားလိုက်တယ်အတန်ကျောင်းတော့ကကျွန်တော်အင်္ဂလိပ်စာပြဆရာဖြစ်တဲ့ဆရာအန်တိုလီနီကိုဖုန်းဆက်ဖို့စိတ်ကူးရလာတယ်ဆရာကအတန်ကျောင်းကထွက်ပြီးအခုတော့နယူးယောက်ကောလိပ်မှာလုပ်နေတယ်အဖုန်းတော့ဆက်လိုက်အောင်မယ်ချက်ချင်းပြန်လာခဲ့မယ်နော်မအိမ်နဲ့အောင်ကျွန်တော်ကအေကန်နဲ့ကိုသွားနေတော့သူ့ကိုအိမ်မပြောစီချင်ဘူးလေအိမ်အောင်မှာတော့မဟုတ်သေးပါဘူးဒါပေမဲ့တေချာအောင်မှာခဲ့တယ်တကားနာရောက်တော့ဖီဘီကကိုလို့လှမ်းခေါ်လို့ကျွန်တော်ကလှည့်ကြည့်လိုက်တယ်ဖီဘီကအိမ်ယာထဲမှာထထိုင်နေတယ်ကျွန်တော်ညီမလေးကတကယ်ချစ်စရာလေးဗျာညီမလေးလေအခုလေချင်းတက်လာပြီတီလားလေချင်းတက်အောင်ဖီလစ်ဆိုတဲ့ကောင်မလေးကတင်ပေးထားနားထောင်ကျွန်တော်ကနားထောင်တယ်လေချင်းတက်လို့ဘာလို့အတန်တော့ကြားလိုက်ရတာဒါပေမဲ့အကျယ်ကြီးမဟုတ်ပါဘူးကောင်းတာဘောလို့ကျွန်တော်ကပြောပြီးအေကန်နဲ့ရောက်တော့ဆရာအန်တိုလီနီစီကိုဖုန်းဆက်တယ်တယ်လီဖုန်းပြောနေတော့အဖေတို့အမေတို့ရောက်လာမလားဆိုပြီးလက်နေလို့တယ်လီဖုန်းကတော့ရေးမပြောရဘူးဒါပေမဲ့ရောက်မလာတော့တော်သေးတာပေါ့ဆရာအန်တိုနီလီကလည်းကောင်းရှာပါတယ်သူ့စီကိုလာခြင်းလာနိုင်တယ်ဆ
ဆရာတို့လင်မယားအိပ်ပျော်နေကြပြီထင်တယ်တော်ကြီးကြာမှဖုန်းကောက်ကိုင်းတယ်ပထမဆုံးကျွန်တော်မှဘာပြဿနာဖြစ်နေလဲလို့သူကမေးတယ်ကျွန်တော်ကဘာမှဖြစ်ပါဘူးလို့ပြောလိုက်တယ်သူကကျွန်တော်ဆောင်ဝဲကြလာပြီလို့ပြောလိုက်တော့ဖះရည်လို့သူကအော်တယ်သူစီလာခြင်းလာနိုင်တယ်လို့လည်းပြောတယ်ဆရာကြီးထဲမှာဆရာအန်တိုနီနီဟာအတော်ဆုံးပဲလို့ကျွန်တော်ထင်တယ်အသက်ကလည်းတိတ်မကြီးသေးဘူးကျွန်တော်အကိုတီဗီလောက်ပဲရှိအောင်မယ်လူကလည်းလူကျော်ဆရာနဲ့ဘလောက်ပဲရင်းရင်းနှီးနှီးပေါင်းပေါင်းဆရာဟာခိုင်းလိုပဲအကြီးညိုပြက်ဆရာဆိုလို့တကွက်မှမရှိဘူးစောစောကပြောခဲ့တဲ့ဗဒင်းဘဝခုံချသွားတဲ့ကာဆယ်ဆိုတဲ့ကောင်လေးရှိရမလားအဲ့ဒီတော့ကဘယ်သူမှအနာမကတ်ရဲကြဘူးကာဆယ်ကိုပထမဆုံးသွားပွေတာဆရာကသွားပွေတာဆရာကကာဆယ်ကိုတွေးစမ်းကြည့်လိုက်တယ်ပြီးတော့သူ့ကိုအင်ဂျီကိုချွတ်ကာဆယ်ပေါ်မှာခြုံပေးပြီးကာဆယ်ကိုဆေးရုံကိုပွေလာခဲ့သူ့ကိုအင်ဂျီတွေးပေးတာတွေဘာတွေကိုဂရုမစိုက်ဘူးဒီဘီရဲ့အခန်းကိုပြန်ဝင်လာတော့ဖီဘီကရေဒီယိုဖွင့်နေတယ်တချင်းကအကတချင်းအိမ်ဖုံမိမကြီးကြားမှာဆိုလို့အဆုံးထိကိုတိုးလိုက်တယ်ထိုင်နေပေါ်ကလည်းကြည့်ပါအောင်ကတင်အလေကောင်တက်တဲ့မှာယောဂကျင့်တဲ့သူများလို့တင်မြင်ခွေပြီးအကြထိုင်လို့ဗျတချင်းသားထောင်နေတော်တော်လာတဲ့ကောင်ပါလေလာကမလားလို့ကျွန်တော်ကမေးတယ်သူငယ်ငယ်ကလေးတွေကကျွန်တော်ကတင်ပြီးခဲ့ပြီးသားလေအမေကောင်းတယ်ခင်ဗျအမှန်ကတော့ကျွန်တော်တင်ပေးတာသဘောလောက်ရယ်ကျန်တာတွေကတော့သူ့ဘာသူကားတက်သွားတာတကယ်ကားတက်ဖို့ဆိုတာတင်ပေးလို့ရတာမျိုးမဟုတ်တာဗျာကိုကဖနက်ကြီးနဲ့ချုပ်ကမှာဗောလားဖီဖီကအိယာဘောကခုန်ဆင်းလာတယ်ကျွန်တော်ကဖနက်ချွတ်ပြီးသူနဲ့ကတယ်အမှန်ကတော့ကလေးတွေနဲ့တွဲကတာကိုကျွန်တော်မကြိုက်ဘူးဘယ်နဲ့ဗျာလူကြီးတွေနဲ့ကလေးနဲ့တွဲကတာဘယ်မှာကြည့်လို့ကောင်းပါမလဲပျော်ပွဲစားရုံတို့ဘာလို့မှပါလာတဲ့ကလေးတွေနဲ့တွဲကနေတဲ့လူကြီးတွေကိုမြင်ဘူးရမလားကလေးတွေရဲ့ကာမုံကိုတက်နေမီရောဒီရောကားရတဲ့ကလေးတွေကကိုယ့်ရုပ်ခါရဖြစ်ကုန်တာပေါ့ကျွန်တော်လည်းလူမြင်ကွင်းမှာဆိုရင်ဖီဖီနဲ့မကပါဘူးခုတော့သူကကတ်တက်လို့သူနဲ့တွဲကတာပါမောင်နှမနှစ်ယောက်တည်းအိမ်မှာဆော့ရတဲ့ပေါ့ဖီဖီကလည်းကောင်းကတ်တက်တယ်ဘလို့ကကျင်တယ်လဲဘူးကပ်ပြီးကကျင်တယ်လားရရဲကိုချစ်တော့ကရှင်းနေပြီမဲ့ကိစ္စမရှိဘူးသူလိုက်နိုင်တယ်စိတ်ကကျင်တယ်လားကြေကကျင်တယ်လားကြည်သားဘက်ကကျင်တယ်လားအကုန်ရတယ်ဗျာခင်ဗျားကကျင်လို့လိုက်ကနိုင်တယ်တန်ကိုကကျင်တောင်ရသေးတယ်နားနေတော့မှသူ့ပုံစံကြည့်ရရီရတယ်ဗျတကယ်ကကြည့်တဲ့ကြီးများလို့ခက်တီတီရက်လို့ဗျစကားတော့မပြောနှစ်ယောက်သားကိုနေရာမှာကိုရက်နေကြပြီတီလုံးစားရတဲ့စပြိုင်နဲ့ကကြတော့တာပဲရီတော့မရီနဲ့ဗျတကယ်တချင်းလေးပိုးလောက်ကပြီးတော့ရေဒီယိုပေးလိုက်ကြတယ်ဖီဖီကကတင်ပေါ်ခုန်တက်ပြီးစောင်းချုံထားရင်ကဘယ်နဲ့လဲညီမလေးကတာပုံမကောင်းလာဘူးလားတိတ်ကောင်းကျွန်တော်ကကတင်စွန်းမှထိုင်လိုက်တယ်စီကရက်တောက်တာများတော့ကျွန်တော်မောနေတယ်စကားတော့ကောင်းမပြောနိုင်တော့ဘူးသူကတော့ဘာမှဖြစ်ဘူးဗျကိုညီမလေးဖူးကိုစမ်းကြည့်စမ်းလို့ရုတ်တရက်ပြောလိုက်တယ်ဘာဖြစ်လို့လဲစမ်းကြည့်စမ်းမကိုရကျွန်တော်ကစမ်းကြည့်တယ်ဘာမှမထူပါဘူးဖျားတလူလိုပူရှင်းဖြစ်မလာဘူးလားမဖြစ်ပါဘူးဘာဖြစ်လို့လဲဖျားကျင်လို့လားဖျားကြည့်မလို့စမ်းကြည့်ပါအောင်စမ်းကြည့်တော့ဘာမှမထူပါဘူးဒါပေမဲ့ကျွန်တော်သူကျင်납ပါစီတော့ဆိုတဲ့သဘောနဲ့အေးနည်းနည်းတော့ပူရှင်းဖြစ်နေသလားတော့မသိဘူးလို့ပြောလိုက်တယ်ဟုတ်တယ်အဲ့ဒါညီမလေးဖျားကြည့်တာပဓာတိုင်နဲ့တိုင်းလိုက်ရင်တဖြည်းဖြည်းပူလာအောင်ညီမလေးလှုပ်တတ်တယ်ကြံကြီးစီဟာခွဲပူအောင်လှုပ်နိုင်တယ်လို့ဘယ်သူကပြောတာလဲအဲလစ်ကလှုပ်ပြရဲမြုံရင်စမ်းကြည့်လေကိုခြေထောက်တွေကိုတင်မြင်ခွေထိုင်ပြီးအသက်ကိုအောင်ထားပြီးတော့တိတ်ပူတာတွေကိုစဉ်းစားအပူငွေပေးတဲ့တတာတို့ဘာတို့အာယုံဆိုင်အဲ့ဒီထဲမှာကိုနဖူးဟာဘူးလာလိမ့်မယ်ပူတာမှတခြားလူလာကိုင်းရင်လက်တောင်လောင်ကျွန်းသွားနိုင်အောင်ပူနိုင်တယ်တကယ်ကြီးရတယ်ကျွန်တော်ကလည်းပူလို့အလန်ကြားဖြစ်သွားတဲ့ဟန်မျိုးနဲ့သူနဖူးပေါ်မှာတင်ထားတဲ့လက်ကိုဖြတ်ခနဲရုပ်လိုက်တယ်ပညာရေးတို့လို့ကျေးဇူးတင်ပါတယ်ဗျာဒါကိုလက်ကိုပူအောင်မလုပ်ရသေးဘူးနော်ညီမလေးကကိုလက်တင်တာနဲ့တပြိုင်နက်အာယုံကိုရက်လိုက်တာဘာမှဖြစ်တော့ပါဘူးညီမလေးကကရင်ပေါ်ထထိုင်လိုက်တယ်ကျွန်တော်ကလည်းကြောက်လန့်နဲ့ဘာလဲလို့မေးလိုက်တယ်အင်းရှိကတကားဖွင့်နေကြတယ်ဖေဖေတို့မေတို့ပြန်လာပြီချင်းတယ်ကျွန်တော်လည်းစပွဲစီထပြေးပြီးမိအိမ်ကိုညှိလိုက်တယ်စီကရက်ကိုလည်းဖနက်နဲ့ထိုးချိန်ညှိလိုက်ပြီးအိတ်ခက်တွေကိုထည့်လိုက်တယ်ပြီးတော့စီကရက်အငွေ့တွေကိုလွန့်သွားအောင်ဆောင်းနဲ့လိုက်ခတ်ဖြစ်တယ်အမှန်ကတော့ကျွန်တော်ဆေးလေးတောက်ဖို့တော့မကောင်းပါဘူးဖနက်ကောက်ဆုပ်ပြီးအိမ်သားရဲ့ဝင်တကားပိတ်ထားလိုက်တယ်
ကိုလူကြီးကျွန်တော်နှလုံးတွေတုံသလားမမိနဲ့အခန်းထဲဝင်လာတဲ့အမေတန်ကိုကြားရတယ်ဖီဘီမအေးသေးဘူးလားအခန်းထဲမှာစောစောကမီးကြီးလင်းလို့ပါလားဟုတ်တယ်မေမေအေးလို့မရသေးလို့ဘယ်နဲ့လဲမေမေအခန်းပွဲမှာပြောရလားပြောပါရဲ့အေးမေမေကပြောတယ်ဒါပေမဲ့မေမေအလိုက်တင်ပြောနေမှကျွန်တော်သိပါတယ်မေမေကအပြင်တို့ပါတော့ထွက်ရတာတိတ်ပြောရတာမှမဟုတ်တာဘာလို့မအိတ်သေးတာလဲချမ်းလို့လားတိတ်တော့မချမ်းပါဘူးအေးလို့မရလို့ပါဒီမှာအခန်းထဲမှာဆေးလိပ်တို့ပါတော့တောက်သလားပြောနော်ဘာရဲ့မေမေပြောတာမကြောက်ဘူးလားတစ်စက္ကန့်လောက်ဖွာကြည့်တာပါမေမေရဲ့တဖွာရဲပါပြီးတော့ပင်းမောက်ကလွှင့်ပစ်လိုက်ပါပြီကြောက်စမ်းမအောင်ဘာဖြစ်လို့တောက်ရလဲအိမ်မပြောလို့ပေါ့မကြိုက်ဘူးနော်ဒါမျိုးတွေမကြိုက်ဘူးနောက်ဆိုတတိထားဆောင်ယူအောင်မလားမလိုပါဘူးမေမေရဲ့ကိုနိုင်ပါညီမလေးကမေမေမြန်မြန်ထွက်တော်အောင်လုပ်နေတာဗျရုပ်ရှင်ကရောကောင်းရလားသမီးကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့လေအဲလစ်ရဲ့အမေကြီးကတိတ်ရှုပ်တာပဲတချင်းလုံးသူသမီးနေကောင်းရဲ့လာနဲ့သမီးလေးမေးနေတယ်အပြန်ကြတော့သမီးတို့တက်စီနဲ့ပြန်လာခဲ့ကြတယ်မန်းစန်းနဘူးသမီးကအေးမမိပါဘူးသမီးကအေးမမိပါဘူးအဲလစ်လည်းဘာမှဖြစ်ပါဘူးသူ့အမေကြီးကဖြစ်သေးနေရပါကဲအိတ်တော့သမီးရောစားလို့ကောင်းရဲ့လားသမီးကတကယ်ဆန်ပဲဘာဆန်လဲအဲ့စလုံးသုံးပြန်ပြီလားမသုံးပါနဲ့တော့အဖေခဏခဏပြောတာမှတ်မိဘူးလားဘာဖြစ်လို့ဆန်ရမလဲတိုးသားတော့ရှိရမလားငါကိုယ်တိုင်လက်စီတန်ဆေးသွားပြီးတော့တိုးသားကြော်ရတော့ကောင်းပါတယ်ဒါပေမဲ့ဟင်းတဲ့ပွဲချပေးတဲ့အင်အားဖွာကြီးကတဆူဆူနဲ့ပြတော့လုပ်နေတာပဲကဲအိတ်တော့မိမိကိုတစ်ချက်လောက်မှွေအောင်ဖျားတော့ပါလို့ရှိခိုးပြီးပြီလားပြီးပါပြီ good night အိတ်တော့နော်မိမိလည်းကောင်းကြိုက်လာလို့ဟုတ်တယ်ဗျအမေကခေါင်းကိုက်တတ်တယ်မကြခဏပဲအစပရင်နဲ့တောက်လိုက်ပါလားကိုလည်းပေါ်တူးနေဆိုရင်ပြန်ရောက်မှာနော်အေးရောက်မယ်လို့တော့ပြောတာပဲကဲစောင်းချောင်းအိတ်တော့မေအခန်းပြင်ဘက်ကိုထွက်သွားပြီးတကားပိတ်တံကိုကြားလိုက်ရတယ်ကျွန်တော်2မိနစ်လောက်စောင့်နေတယ်အင်တာတကားကိုဖွင့်လိုက်တော့ကျွန်တော်ကိုပြောဖို့အနားမှာကတ်လာတဲ့ညီမလေးနဲ့လူချင်းတိုက်မိကြတယ်အခန်းကမှောင်နေတာကိုကျွန်တော်ကလေးတန်လေးနဲ့ညီမလေးနားသွားတာလို့မေးတယ်ကိုလင်းမဖြစ်မယ်ညီမလေးကအဲ့လိုပြောရင်းနဲ့ကတင်စွန်းမှာဝင်ထိုင်ရင်ဖနှက်စီးတယ်ဟုတ်တယ်ဗျမြန်လင်းမကျွန်တော်ရင်းနေခုန်နေရဗျဒါကိုတော့ဝန်ခံပါတယ်အခုမသွားနဲ့အောင်လေအိပ်ပြောင်းဆောင်းအောင်မပေါ့မဖြစ်ဘူးအခုတောင်းမှဖြစ်မှာဒီချင်းကအကောင်းဆုံးပဲမေကအင်တာဝင်မယ်ဖေကသတင်းတို့ဘာတော့နားထောင်မယ်အခုသွားမယ်ဖနှက်ကျိုးကိုချီနေပေမဲ့အပေါက်ကိုထိုးလို့မရဘူးကျွန်တော်ကအရန်လန့်နေတယ်ဗျာအိမ်ရောက်နေတာတိသွားရင်တတ်တော့မတတ်ပြဘူးပေါ့ဒါပေမဲ့မကောင်းဘူးပေါ့တိတ်မှောင်နေတော့ဘာကူမှမမြင်ရအောင်ညီမလေးပြင်ပါလေဒီမှာလေးလို့ကျွန်တော်ပြောတယ်လက်ဆက်တက်တော့ကျွန်တော်ပြင်မာနေရက်နေတာဗျဒါပေမဲ့ကျွန်တော်မမြင်ဘူးကိုလက်ဆွဲအေးကဘူဒါရုံမှာထားခဲ့တယ်ဒီမှာညီမလေးမှာပတ်စံဘယ်လောက်ရှိလဲကိုမှာတပြားမှမရှိတော့ဘူးနောက်တာလူပွဲတော့သုံးဖို့စုထားတဲ့ပတ်စံတော့ရှိတယ်ညီမလေးဘာမှတော့မသုံးဘူးရဲ့ဟုတ်လားနောက်တာလူပွဲတော့အတွက်သူမစားရပဲစုထားတဲ့ပတ်စံလေးကိုကျွန်တော်မလိုချင်ဘူးလေကိုနည်းနည်းယူသွားနိုင်နောက်တာလူပွဲတော့အတွက်ထားတဲ့ပတ်စံကိုတော့မယူချင်ပါဘူးကွာနည်းနည်းတော့ချိလိုက်မယ်လေလို့ပြောပြီးစပွဲအန်ဆွဲကိုဖွင့်နှံကြားတယ်အန်ဆွဲထဲမှာရှောက်ဆန်းနေတဲ့အတန်ကိုလည်းကြားတယ်တိတ်မှောင်နေတော့ဘာမှမမြင်ရဘူးလေကိုသွားရင်တော့ကျောင်းကပွဲမှာညီမလေးကကြီးရတော့မှာမဟုတ်ဘူးနော်လို့ပြောတယ်အရေးတဲ့သူ့စကားဟာရည်စရာကောင်းနေတယ်ကြီးရမှာပါကိုကျောင်းကပွဲပြီးရဲ့ချိန်လောက်မှသွားပြစ်မှာပါကိုကြည့်စီခြင်းတယ်မလားဒီအတွင်းမှာကိုကဆရာအန်တိုလီနီရဲ့အိမ်မှာရှိနေမှာပါအင်္ဂါနေ့လောက်အထိရှိမယ်ပေါ်တူးနေ့ကျရင်တော့ပြန်လာမယ်အပြန်ခင်မှာညီမလေးစီကိုဖုံးဆက်မှာပေါ့ရောပတ်စံကျွန်တော်ကိုလှမ်းပေးနေပြီမဲ့လက်ကိုစမ်းမရပဲဖြစ်နေတယ်ဘယ်မှာလဲပတ်စံကိုကျွန်တော်လက်ထဲထည့်လိုက်တယ်ဟာအဲ့လောက်အများကြီးမလိုပါဘူးကွာ$2လောက်ဆိုရင်ရပြီတကယ်ပြောတာပါရော့ကျွန်တော်ကပြန်ပေးတယ်သူကလက်မခံဘူးယူသွားပါနောက်ကျမှပြန်ဆက်ပေါ့ပြဆက်ကြတော့လဲယူလာခဲ့ပေါ့ဘယ်လောက်လဲအားလုံးပေါင်း$8နဲ့85စင်
ဘာဖြစ်လို့လဲမသိဘူးဗျကျွန်တော်ငိုလိုက်မိရဲ့အမှန်ကတော့တခြားလူတွေကြားနိုင်တယ်မငိုတဲ့ဘူးဒါပေမဲ့ဘလို့ငိုချင်တာမှမသိဘူးဗျကျွန်တော်ငိုတော့ညီမလေးလည်းလန့်သွားတယ်ကျွန်တော်နာကိုရောက်လာပြီးမငိုဖို့ပြောတယ်ဒါပေမဲ့ခက်သားဗျငိုတယ်ဆိုတာငိုချင်လို့ငိုတာငိုမိပြီဆိုရင်လည်းရပ်ဖို့ခက်သားပဲကျွန်တော်ကကတင်စွန်းမှာထိုင်နေရင်ငိုနေတော့ညီမလေးကကျွန်တော်လေပင်ကိုလာဖက်တယ်ဒါပေမဲ့ချုပ်တီးလို့မရဘူးဗျကျွန်တော်ရင်ထဲမှာမွန်းချက်ပြီးတည်သွားမယ်လို့တော့ထင်မိရဲ့ကျွန်တော်ငိုတော့ညီမလေးလည်းတိတ်ကြောက်သွားတာပေါ့အကြီးထဲမှာပတင်းပေါက်ကပွင့်နေတော့ညမုံအင်ကြီးပါပါလေးဝတ်ထားတဲ့ညီမလေးဟာချမ်းလွန်းလို့ခက်ခဲတုံနေတယ်ကျွန်တော်ကသူ့ကိုအိပ်ဖို့ပြောရင်မရဘူးဗျနောက်ဆုံးတော့ကျွန်တော်ငိုတိတ်သွားတယ်တော်တော်ကြာကြီးကြာမှငိုတိတ်သွားတာပြီးတော့ကိုအင်ကြီးကိုကြဲကြီးတတ်တယ်သူနဲ့ဆက်သွယ်လုပ်မယ်လို့ပြောလိုက်တယ်အိတ်ချင်သူ့ခန့်မှအိတ်လို့တော့ပြောပါသေးရဲ့ဒါပေမဲ့ကျွန်တော်မအိတ်တော့ဘူးလေပြန်မယ်ဆရာအန်တိုလီနီတို့စောင့်နေလိမ့်မယ်လို့ပြောလိုက်တယ်ပြီးတော့ကျွန်တော်ကိုအင်ဂျီတွေကတောလိုက်အုတ်ထုပ်လေးကိုထုတ်ပြီးသူ့ကိုပေးလိုက်တယ်သူကဒီလိုအုတ်ထုပ်လေးတွေကိုသဘောကျတတ်တယ်မလားသူကမယူဘူးကျွန်တော်ကလည်းအသင်ပေးတယ်ဒီလိုအုတ်ထုပ်လေးသာဆိုရင်အိတ်နေတော့မှတော့သူချွတ်မှာမဟုတ်ဘူးဒီလိုအုတ်ထုပ်လေးမျိုးဆိုရင်သူအရန်ကြိုက်တာအချိန်ကြီးကောင်းရင်တယ်လီဖုန်းဆက်မယ်လို့ပြောပြီးကျွန်တော်လည်းထွက်လာခဲ့တယ်ဘာဖြစ်လို့လဲမသိဘူးအိမ်ထဲဝင်ရတာတဲ့အိမ်ပြင်ကိုထွက်ရတာကတိတ်လွယ်အခုချိန်မှာကျွန်တော်ကိုဘဒူမိမိအရေးမကြီးတော့ဘူးလို့ကျွန်တော်ထင်လို့လားမသိဘူးမိရောလည်းဘာဖြစ်တယ်လဲမိပေါ့အမိတောင်ခံနေချင်နေတယ်တက်လေကတော့မစီးတော့ပဲနဲ့ရိုးရိုးလေကအတိုင်းဆင်းလာခဲ့ရဲ့နောက်ဖေးလေကဆင်းလာလမ်းမှာအမှိုက်ပုံးတွေကိုဝင်တိုက်တာကန်ကောင်းလို့ကုန်မကြိုးတယ်ဒါပေမဲ့ဘာမှဖြစ်ပါဘူးကျွန်တော်ကိုတက်လေကမောင်းတဲ့ငနေလဲမတွေ့ဘူးရဲ့ဒီစတိန်တို့အိမ်မှာရောက်နေပြီလို့ထင်နေမှာပေါ့